မင်္ဂလာပါကျွန်တော်ရဲ့ Facebook page တွေအကုန်လုံးဖြုတ်ချခံလိုက်ရပါတယ်ကျွန်တော်ရဲ့ဒီ personal account ပေါ့လေနော် Mungonla ဆိုတဲ့ account ကဖြုတ်ချခံလိုက်ရတော့ဒီ page တွေအကုန်လုံးကလည်းပျက်စီးသွားတယ်ပေါ့လေဆိုတော့ဒီကျွန်တော်မှာ page 3ခုလောက်ရှိပါတယ်ပထမဆုံးကတော့ Shisa Daily ဆိုတဲ့ကျွန်တော် personal development program တွေကို content တွေကိုလက်တွေ့ကိုတိုင်းကျင့်သုံးပြီးမျှဝေနေတဲ့လုံးဝတန်ဖိုးရှိတဲ့ page တစ်ခုပေါ့လေနောက်တစ်ခုကတော့ဒီ the founder blueprint ဆိုတဲ့ဒီ page ကတော့ကျွန်တော်စတာ2025လောက်ကနေစတာဒါပေမဲ့လေနောက်ပိုင်းမှာဒီ local entrepreneur leader ပြီးတော့ဒီတချို့professional နေပေတဲ့ပေါ့လေနော်ပုံကိုယ်တွေကိုကျွန်တော်ကိုယ်တိုင် invite လုပ်ပြီးတော့ podcast ရိုက်ပြီးဒါမျှဝေနေတဲ့အင်မတန်မှတန်ဖိုးရှိတဲ့ program တစ်ခုဖြစ်ပါတယ် content တွေပေါ့နောက်တစ်ခုတော့ကျွန်တော်ရဲ့2024ကနေစတင်နေတဲ့ဒီ the first Myanmar visa and documentation service ဆိုတဲ့ page ပေါ့နော် business page အဲ့ဒါကလည်းကြောက်သွားပါတယ်ဆိုတော့အင်မတန်မှဝမ်းနေတယ်တော်တော်လေးကိုတော့မှအသက်လုံးပေါ့လေနော်ဘာမှမလုပ်ကျင်တော့ထားလည်းမထားကျင်တော့အစကနေပြန်စားရမယ်ဆိုတော့ mindset ပေါ့ကိုတိုင်းကိုကဒီ the first Shisa Daily ဆိုတဲ့ page မှာ build your best version တို့ discipline တို့ be strong mindset တို့ပေါ့နော်ဒါတွေကိုမျှဝေနေတဲ့တူတယောက်ပြဆိုတော့တကယ် real life မှာကိုတီဆောက်ထားတဲ့အရာအလုံးဆုံးရှုံးသွားတဲ့အခါပျက်စီးသွားတဲ့အခါမှာ0 3ညကနေပြန်စနိုင်တဲ့ပြန်ပြီးတော့rebuild your best version ပေါ့နော်ပြန်စနိုင်တဲ့ပြန်တည်ဆောက်နိုင်တဲ့ ability mentality ခင်ဗျားမှာရှိရလားဆိုတော့ကိုပြန်မေးကြည့်တယ်ပြောဖို့ကလွယ်တယ်ဒါပေမဲ့တကယ်တမ်းကိုကြုံရတဲ့အခါမှာပြန်ယုံထနိုင်လားဆိုတော့ energy ပေါ့လေနော် mentality တွေကတော်တော်လေးခက်ပါတယ်ဒါပေမဲ့ကိုပြန်ပြီးတော့တည်ဆောက်ပါတယ်အခုကျွန်တော်ရဲ့personal account တွေ page တွေကို0ကနေပြန်စားထားတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော် the founder blueprint ကိုနာမည်ပြောင်းလိုက်တယ် legacy blueprint ဆိုပြီးပြောင်းလိုက်ပါတယ်ဒါကတော့ကျွန်တော် kitchen version အနေနဲ့သွားဖို့ page ပေါ့လေနော် Shisa Daily မှာတော့ကျွန်တော် Myanmar version အနေနဲ့သွားမှာပါပုံမှန်အတိုင်းပဲဒီ personal development တွေဖြစ်တဲ့တကယ်လက်တွေ့စောင်းတွေဖတ်ပြီးတော့မျှဝေနေတာမျိုးမဟုတ်ဘူးကိုတိုင်းလက်တွေ့စမ်းတက်ပြီးတော့ကျင့်တုံပြီးတော့ပြန်ပြီးမျှဝေနေတဲ့ page ပေါ့လေနော် okay ဆိုတော့ဘာလေးလာလိုက်ရလေးဆိုရင်ဘဝမှာကိုတီဆောက်တဲ့အရာအလုံးပြည့်စည်သွားရင်တော့မှ0ကနေပြန်စားနိုင်တဲ့ mentality စိတ်ဓာတ်မျိုးကိုတိုင်းလက်တွေ့တက်တယ်ပြခြင်းလို့ဖြစ်ပါတယ်ကျွန်တော်တော့နာပါမွန်ကလာပါSee you.